水上总这样的，水上我在旁边去呀，喏。比如我这套把每一块找了下来，然后老我就不晓得啥去，然后你啥物事没有养的，每个那个买给包包喏，啊，都哈达谁啊？这个这种按照这个，都嘛就是啥物事没有嘛，这个走路产业，也还木的产业混下的，混下之后俺呀，这个养鱼做啥么都漏的了，但咱那地方也还木的全部啊木的，啥水都拉的，阿布差不多的。啊呀，阿布差不多的，现在都没有，没有。都散，都带我了。都出吧，去嘛，也看不见吧？喏 ，OK， 妈妈到进来。这家人，他们都给不上好了。大拉了嘛你？啊 ，OK。啊，OK， 快点。ဟာလေးကနေပြီးကျွန်တော်ရဲ့ပေါ်တာမိုက်ကီပေါက်မှနေပြီးတော့ရခိုင်ဆိုင်ဖွင့်လာတာမှာသူ့မှာဒေါထုဆန်လေးရရုပ်ထုလေးရတယ်ဒေါထုကတော့ဒေါထုတစ်ချောင်းတရားပဲရှိရဆက်ပါဒါမိုးလေးဖတ်တော့ရအောင် မောင်ဒီတစ်ခွက်ကိုကျွန်တော်က1200ပဲရောက်ပါတယ်။ဒါလွတ်ပေါ့အပုတ်က1200။ အော်ထောင်းနေရ 1200လွတ်နော်။ဒါကတော့ကဆုတ်တို့အဖေတို့အမေတို့ပဲကျွန်တော်မှာဆိုရင်1500ရောက်ပါတယ်ဗျာ ။အော်တက်ပါတယ်ကျွန်တော်တို့မှာတော်တော့ဟိုနေ့ကစောက်ကြောက်မှာသွားတာလေ။အခါတော့ထောင်းပေးတာနော်။ထောင်းပေးတာ။ဒါမကြောက်ဘူးလမ်းသွားတာ။မိုးတော့ထောင်းနေရဆိုတက်ပါတယ်။ထောင်းနေဆိုထောင်းမှာရပေါ့လုံးဝတန်တယ် ။ဘုန်းကြီးအရင်နဲ့ဆိုရင်1000 ။အော်မိုးအရင်နဲ့တစ်ခါ ။ဟုတ် ။ပြီးတော့ဒီမှာကနေပြီးတော့ဒါလေးကဒုတ်ထုတစ်ချောင်းကိုတရား။ဒါလေးကငါဆုပ်နော် ဟုတ်တယ် ။ဒါငါပြေဆုပ်ရဲ့ ။သမားတို့တွေ ဒီအစားတူရဲ့တစ်ချောင်းကိုတရားဆိုလုံးဝတန် တက်တော်ကျော်တွေ ။ဒီခေတ်မှာတရားဆိုတာလေဘယ်နေရာမှစောက်လို့မရဘူး စတယ်ရောလား ။อืม ။အားမအားနာတယ်ဘူးအားမနာနဲ့ ဒီတစ်ချောင်းကိုတရားဆိုမရလား အဲ ။ချောင်းတရား ကျွန်တော်တို့ကလေလူနဲ့ဆိုတော့အားလုံးလည်းစားနိုင်အောင်ရေးတက်သားနဲ့ရေးတက်သားနဲ့ကျွန်တော်ကလေညနေနေရေးများလေးပေါ့နော်အဲ့လိုအားလုံးစားနိုင်အောင်ဆိုပြီးတော့ကျွန်တော်ကဒီကြောက်လာပါဘူးဒီတော့လည်းကိုကျွန်တော်ကြပါဘူး ဘယ်ပေါ်ပေါ့ ဒီပေါ်ပေါ့ ဒီကေမှာမိုးတွေထောင်းနေရဒီလိုဒေါ်တစ်ချောင်းတရားဆိုတာလေလူလည်းနဲ့စားနိုင်တယ်လူတွေမှာလည်းစားလို့မရတော့ဘူးနော်ဒီတော့မိုးတွေဆိုင်အရင်ကတော့တစ်ခါ อืม လောကရှင်နေတာ ဒီမှာဖွင့်လာသိမကြသေးဘူးဒီမှာဖွင့်လာကျွန်တော်ကတော့ဒီမှာ3လလောက်ရှိသေးတယ် ဩ3လပဲရှိသေးတာ 3လပဲရှိသေးတယ်ဒီလိုသိတယ်ဒီလိုသိတယ် ဩသိမယ်ဒီဗီဒီယိုဖိုင်မှာကြည့်တဲ့သူတွေကျွန်တော်ရဲ့ idol ဒီမှာကွန်မန်ကေဘော့စီမှာလာအားပေးလို့ရတယ်နော်ကောင်းလား မတက်ကြတော့ပါဘူးညနေမှပြောလို့နော်ဟုတ်လို့ရနော်ကဲဘောရာကြီးဘလို့စားရဘလို့လဲကောင်းလား မလေးငါရခိုင်ရောက်တော့ခံစားရတယ်ကဲမလို့တယ်ကဲကန်ကြအောင်ရမယ်ဆိုရင်လူစနာဝင်လို့တော့လာမယ်ဆိုရင်ဒါပဲရက်ကွာ စတော့ရိတ်ကို อ๋อစက်တောက်ရဲမော်လေးနဲ့အောင်မင်္ဂလာလမ်းမှာရှိတာဒီဆိုင်လေးပေါ့နော် ဆိုင်တယ်မပြီးရသေးဘူး ဒီကပြပါဆိုရင်ခိုင်ဆိုင်ရှိရယ်ကျက်စစ်မှာဘီယာဆိုင်ရှိရယ်သူ့ရဲ့ဒေါင်းလေးမှာပေါ့နော်ဒီဆိုင်လေးမှာလာပြီးတော့အော်ဘေကိုဖိတ်ခေါ်ပါတယ်ဒါဆိုယူစားဦးရဲ့အမျိုးတွေဒီဆိုင်လေးကိုလာခဲ့ပါနော် အားပေးကြပါ လာပြီးအပေးကြပါဒါတဲ့ကျွန်တော်ရဲ့ဘော်ဒါအစ်စ်ပါ ရခိုင်မုန်းကြီးလေးကစစ်စစ်ပြီးခါကြတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဆိုင်လေးကိုကြွခဲ့ပါ